တခင်ယောငါတခင်ကိုမေးခိုင်းလိုက်တယ်ကိုတော်ဟာလူသားတွေကိုခံပြီးကြွလာတဲ့ကဲတင်ရှင်ဟုတ်လားတဲ့တင်းတို့တွေ့ခဲ့ရသမျှကိုယောဟန်ကိုပြောပြပါမျက်စိကန်းသူမြင်ပြီးခြေမတန်သူလျှောက်ပြီးငါကြောက်စိတ်မပြတ်သူဟာမင်္ဂလာရှိတယ်အဖေတားဖို့ကြည့်ပါဦးပခုံးမတက်မြင်ရလားဟာယေရှုကိုမြင်ရပြီမျိုးကျဲသူဟာမျိုးစစ်ကျဲတဲ့အခါတချို့အစေတွေဟာလမ်းမှာကြပြီးငှက်စားခံရတယ်တချို့ကကြောက်ပေါ်ကြလို့နောက်ဆုံးတော့ပျက်စီးသွားကြတယ်စူးပင်ကြားကြားတဲ့အစေတွေကတော့အပင်ကြီးပေမဲ့အတီးမတီးဘူးကောင်းမွန်တဲ့မြေပေါ်မှာကြတဲ့မျိုးစေ့တွေကတော့အပင်ပေါက်ပြီးကောင်းစွာကြီးထွားကြတယ်အစရာပေါင်းများစွာတိုးပွားကြတယ်တခင်ဘာကြောင့်လူတွေကိုဥပမာတွေသုံးပြီးပြောနေရတာလဲဖျားရှင်ရဲ့နိုင်ငံတော်အကြောင်းကိုသင်တို့သိခွင့်ရှိတယ်တခြားသူတွေကကြားပေမဲ့လည်းအဓိပ္ပာယ်မသိကြမြင်ပေမဲ့လည်းဂရုမစိုက်ကြဘူးဒီဥပမာရဲ့အဓိပ္ပာယ်ကမျိုးစေ့ဟာဖျားရှင်ရဲ့စကားလမ်းမှာကြားတဲ့မျိုးစေ့ဆိုတာကြားပေမဲ့လည်းကဲတင်ခြင်းမရဖို့မာနကဖျားရှင်ရဲ့စကားတော်ကိုနှုတ်ယူခြင်းဖြစ်တယ်ကြောက်ပေါ်ကြတဲ့မျိုးစေ့ဆိုတာတရားတော်ကိုကြားတဲ့အခါဝမ်းမြောက်စွာခံယူပေမဲ့စိတ်ထဲ၌မဆွဲခဏပဲခံယူတယ်စုံစမ်းခြင်းများနဲ့တွေ့တဲ့အခါဖောက်ပြန်တတ်တယ်စူးပင်ကြားကြားတဲ့မျိုးစေ့ဆိုတာတရားတော်ကိုကြားပေမဲ့စိုးရိမ်ခြင်းကာမဂုဏ်စီးစိမ်ခံစားခြင်းကြောင့်အတိမတိသောသူဖြစ်တယ်ကောင်းသောမြေမှာကြသူကစင်ကြယ်သောစိတ်နှလုံးနဲ့တရားစကားကိုဆွဲမြဲတဲ့အတွက်ကောင်းသောအသီးကိုသီးစေတယ်ဘယ်သူမှမိတိုင်ကိုမအုပ်ထားဘူးကတဲ့အောက်မှာမထားဘူးမြင်နိုင်တဲ့နေရာမှာထားမှလူအပေါင်းတို့ဟာအလင်းကိုမြင်ကြရလိမ့်မယ်အလင်းတရားကြောင့်ကွယ်ဝှက်ထားတဲ့အရာမှန်သမျှပေါ်ထွက်လာမယ်ဖုံးကွယ်ထားတဲ့အရာတွေထင်ရှားလာမယ်ဂရုစိုက်ပြီးနားထောင်ကြပါရှိတဲ့သူကိုထပ်ပြီးပေးမယ်ဆင်းရဲပြီးချမ်းသာဟန်ဆောင်သူစီကရှိသမျှကိုနှုတ်ပစ်မယ်ခင်ငယ်တော်နဲ့ညီတော်တွေတွေ့ကြလို့အပြင်မှာစောင့်နေကြတယ်ဖះစကားကိုနားထောင်သူတို့ဟာငါအမေငါညီများဖြစ်တယ်နားထောင်ကြပါ